ကျွန်တော်ရှင်းမှာရိုက်ဘူးပါတယ်ခင်ဗျာကျွန်တော်ကိုမြင့်မြင့်နဲ့မဖူးဝင်းနဲ့ရိုက်ထားပါသေးတယ်အဲ့ကလေးရုံမတင်သေးပါဘူးဒီကျွန်တော်ပထမဒီလွန်ခဲ့တဲ့ဟိုပါပေါ့မကြသေးခင်ကပူရိသဆိုတဲ့ရုံကြီးကားလေးတင်လာပါတယ်အဲ့ကမှကျွန်တော်ဖားထားပါတယ်ပြီးတော့ဒါကျွန်တော်တဲ့ဒါပေါ့နောက်ခြေလန်းတလန်ရုပ်ရှင်ဆက်ခါကြီးပေါ့ကျွန်တော်အသိဖြစ်နေတဲ့အတွက်သူတို့ကျွန်တော်ရဲ့ senior ရှေ့ကတေးဥဆောင်တွေလုံးသမျှကိုင်းသမျှတေးဥဆောင်ချက်တွေအားလုံးကကျွန်တော်တို့ပညာရစရာတွေပါပဲကျွန်တော်အရန် crazy ဖြစ်တာကိုသားကြီးပေါ့ကိုသားကြီးတော့မရှိတော့ပါဘူးပြီးတော့အခုလက်တလုံးမှာတော့ကိုမြင့်မြတ်ပေါ့နော်ကိုမြင့်မြတ်ကိုတော့ကျွန်တော်အရန်သဘောကျပါတယ်သူတေးဥဆောင်တာတွေသဘာဝကျတယ်ပေါ့ကာရီမျိုးစုံသူလုံးနိုင်တဲ့အတွက်သူကျွန်တော်သဘောကျတော့ကိုသားကြီးစုံတော့ကျွန်တော်6တန်းပဲရှိသေးတော်ကြာပြီပေါ့နော်ကျွန်တော်ရင်တော့ဆိုကျွန်တော်ဟိုကြည့်လို့ရှိရင်ခွေငါးကြည့်လို့ရှိရင်ကိုသားကြီးကားတွေပဲငါးကြည့်ရတော့ကျွန်တော်အရန်ကြိုက်ခဲ့ရလဲမင်းသားပေါ့နော်ကိုသားကြီးကအခုချိန်ကြီးရှိသေးတယ်ဆိုရင်ကျွန်တော်စုံနေပါတယ်ဒီအချိန်မှာတော့ကျွန်တော်အသက်တယောက်ဖြစ်တဲ့အတွက်ရိုက်ပါတယ်ခင်ဗျာရိုက်ပါတယ်ဆိုတာကျွန်တော်ကိုလည်းဘယ်လိုခေါ်မလဲလာပြီးတော့ပြောကြတဲ့သူတွေကလည်းကျွန်တော်ပေါ့နော်ဟိုလိုမျိုးကျွန်တော်ကာရီတာနဲ့လိုက်အောင်ကျွန်တော်လည်းနေရာတနေရာရအောင်လုပ်ပေးကြတဲ့သူတွေပဲဆိုတော့ကျွန်တော်ရိုက်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်အရင်ဆုံးကျွန်တော်တေးဥဆောင်ဖြစ်ရှင်တဲ့အတွက်တေးဥဆောင်ကိုကျွန်တော်ဘယ်လိုလှမ်းရမလဲကျွန်တော်မှလည်းဘယ်သူမှလည်းအတိလည်းမရှိဘူးမျိုးလည်းမရှိဘူးဆိုတော့ကျွန်တော်ဘယ်လိုလှမ်းရမလဲဆိုတော့ကျွန်တော်မော်ဒယ်တင်နဲ့ရင်စတက်တာပေါ့ပထမဆုံးခြေလမ်းအနေနဲ့ဆရာကျွန်းလေးစီမှာမော်ဒယ်တင်နဲ့ရင်စတက်တယ်ပြီးတော့ဆရာကျွန်းလေးကနေမှတဆင်ကျွန်တော်မင်းတေးဥဆောင်ဖြစ်ရှင်လဲဆိုရင်သူတင်တဲ့ပဲပို့ဝင်ပေါ့တင်တဲ့ပို့ဝင်ဆိုတော့ကျွန်တော်ဆရာဦးမျိုးမင်းတင်တဲ့မှာကျွန်တော်အရင်ဆုံးကျွန်တော်ပထမဆုံးပို့ပေးခဲ့ပါတယ်အဲ့ကနေမှတဆင်ကျွန်တော်အဲ့မှာ2နှစ်လောက်ကျွန်တော်တက်လိုက်ပါတယ်ဆရာဦးမျိုးမင်းစီမှာတက်ပြီးတော့မှတဆင်ပေါ့နော်အဲ့ကနေတဆင်စမ်းကြရိုက်နေမှာကျွန်တော်နောက်ပိုင်းတေးဥဆောင်မှာကျွန်တော်ရောက်လာတာကျွန်တော်လူငယ် type ကိုကျွန်တော်တိတ်မကြိုက်တာခင်ဗျာတိတ်မကြိုက်တော့ကျွန်တော်ပုံစံဘယ်လိုခေါ်မလဲကျွန်တော်ကြိုက်တဲ့ပုံစံပေါ့နော်ကျွန်တော်ပွဲတက်လို့ရှိရင်ကျွန်တော် gentleman ပုံစံနဲ့ပဲကျွန်တော်တက်ဖြစ်တယ် wood စားရတာဆိုရင်ကျွန်တော်ထွေထူးကျွန်တော်အဲ့လိုကြီးဘယ်လိုခေါ်မလဲလူငယ်တဲ့ပုံစံလေးလို့ကျွန်တော်ဝတ်ထားတာမရှိဘူးကျွန်တော်ဝတ်လည်းမဟုတ်ခဲ့ကျွန်တော်ဝတ်လိုက်ရှင်ကျွန်တော်ကအဲ့လိုမျိုးရှင်းလင်းကိုကျွန်တော်ကြိုက်တဲ့သူဖြစ်တဲ့အတွက်ကျွန်တော် fashion ပိုင်းလို့ကျွန်တော်ရှင်းလင်းပဲကျွန်တော်ဝတ်တယ်ဘယ်လိုခေါ်မလဲပေါ့ gentleman ဘက်သွားတဲ့ပုံစံမျိုးကျွန်တော်ဝတ်ဖြစ်တာများကျွန်တော်အဲ့ပုံစံကိုကြိုက်တာပါအဲ့ကြလို့ရှိရင်တော့ဘယ်လိုခေါ်မလဲချစ်ဖို့ကောင်းတယ်ဆိုပေါ့ချစ်ဖို့ကောင်းတယ်ပေါ့ချစ်ဖို့ကောင်းတာလည်းပို့ပြီးတော့ကျွန်တော်ဘာမှမခံစားဘူးဘာလို့ကျွန်တော် main လေးတယောက်ပုံစံကိုကြည့်လိုက်ကျွန်တော် smart ဖြစ်တဲ့ပုံစံကျွန်တော်ပို့ကြိုက်တယ်ဘာပေါ့အဲ့လိုမျိုးပေါ့နော်တည်ငြိမ်တယ်ပြီး smart ဖြစ်တယ်ဝုံဆောင်ကို smart ဖြစ်တဲ့ပုံစံကျွန်တော်ပို့သဘောကျတဲ့အတွက်အဲ့လိုမျိုးခက်ခက်လက်ကတော့ဒါသူယောက်ျားလေးတယောက်နဲ့တယောက်အမိမောင်တော့မတူကြဘူးပေါ့ကျွန်တော်ကအဲ့လိုပုံစံသူကလည်းသူတော့ဒါမိုက်ပါတယ်လူတိုင်းတော့သူ့ style နဲ့သူပဲကျွန်တော်အကြိုက်ပြောရလို့ရှိရင်တော့ကျွန်တော်ပုံစံလည်းအဲ့လိုမျိုးဘယ်လိုခေါ်မလဲကျွန်တော် gentleman ပုံစံကြိုက်တဲ့အတွက်ကြောင့်ကျွန်တော် main လေးကိုလည်းကျွန်တော်အဲ့လိုမျိုး smart ဖြစ်တဲ့ပုံစံကိုကျွန်တော်သဘောကျတယ်ကျွန်တော်ငယ်ရတဲ့ပေါင်းတဲ့တကယ်ချင်းတွေပဲရှိတယ်ဒီလောကထဲမှာကျွန်တော်နဲ့ပေါင်းတဲ့သူသိမရှိဘူးပေါင်းတဲ့သူမရှိအောင်မပေါင်းပြစ်တာပေါ့နော်ကျွန်တော်ကလည်းကျွန်တော်နဲ့ငယ်တော့ပေါင်းခဲ့တဲ့တကယ်ချင်းတွေလောက်ပဲကျွန်တော်ကအဲ့လိုမျိုးပေါ်တာကျွန်တော်ကဒီပုံအခုဘယ်လိုခေါ်အပြင်မှာကျွန်တော်တီမယ်ကျွန်တော်အေးမယ်တကယ်ချင်းတွေတွင်ကျွန်တော်တော့ပြောင်းအောင်ဘယ်လိုခေါ်မလဲကျွန်တော်စကားများဆုံးကောင်ဖြစ်တော့အဲ့ဒီကျွန်တော်တကယ်ချင်းတွေတွင်စနောက်အဲ့လိုပေါ့ကိုအရန်ရင်းနှီးစိတ်ရင်းနဲ့ပေါင်းတဲ့တကယ်ချင်းတွေလည်းကျွန်တော်အဲ့လိုနေတာများတယ်အပြင်မှာဆိုရင်တော့ဒါလူမီးရခင်ကြမင်းကြဆိုရင်ခင်ကြမင်းကြဆိုကျွန်တော်ပြင်မှာတွေးရသူတွေကကျွန်တော်အပေါ်ရန်ပေါင်းတာတော့မဟုတ်ဘူးเนาะဒါပေမဲ့သူတို့ပုံမှာက respect ထားပြီးတော့ဆက်ဆံရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ပေါင်းတာပါအဲ့ဒါကြောင့်ကျွန်တော်အပြင်ကလူတွေနဲ့တိတ်ပြီးတော့ရင်းနှီးအရင်ကြီးတော်တော်လာတိတ်မရှိတာပါ